ရောက်နေတယောက်ဝေးနေချိန်ညမှာတခါတလေတော့လွမ်းမိမှာပဲမဟုတ်ဘူးလားဒါပေမဲ့ဘဝကိုခြုံပြီးတော့ရေရှည်ကိုတွဲကြည့်ပြန်ရင်ဘဝကိုအပြစ်မမြင်ကိုအပြစ်မတင်ကိုချစ်ရင်ဆိုရယ်ပြဿနာကွက်ထဲကိုရောက်လေကို